ပါတယ်တစ်ဖက်ကလူဘီကလည်းသူလှုပ်ချင်တိုင်းလှုပ်နေရလို့အရန်ပျော်ရွှင်နေပြီးတော့ဇာက Gear 5ပဲလို့ဆိုပါတယ်လူဘီကအပေါ်ထပ်မှတောင်းချမ်းနေတော့ခိုင်တို့လည်းဒီခေါင်းဝန်းမှာပါရှိနေရတယ်လို့ပြောနေတော့လူဘီကခိုင်တို့ကိုဆွဲယူလိုက်ပါတော့လူဘီကခိုင်တို့ကိုဂျုံရိုက်တဲ့လို့ရှိုင်းနေပြီးတော့ကင်ပေါက်နေပါတော့ခိုင်တို့ဖြစ်သွားတဲ့ပုံကိုကြည့်ပြီးရှီမောနေတော့ခိုင်တို့လည်းအသက်ရှင်နေရတာဆိုပြီး Last Beat ကိုထွက်သုံးလိုက်ပါတယ်ဒါပေမဲ့လူဘီကမြေကြီးကိုဆွဲပြီးရွာပါလိုမျိုးပြန်ကန်ထုတ်ပေးတဲ့အခါခိုင်တို့ကိုပြန်သွားထိပါတော့ရှီမောနေရဲ့လူဘီကိုကြည့်ပြီးခိုင်တို့လည်းအတော်ပေါက်ကွဲနေပါတော့ခုနက CBC ကိုဝင်ရှုပ်တဲ့အတွက်တောင်းပန်ပါရဲ့လို့ခိုင်တို့ကပြောလိုက်ပြီးအဲ့ဒါနဲ့နိုင်သွားတယ်လို့မလုံးချင်ခဲ့ဘူးလို့ဆိုပါရဲ့စိတ်ထဲမထားပဲအခုအဆုံးသတ်ကြမယ်လို့လူဘီကပြန်ပြောလိုက်တော့ခိုင်တို့လည်းသဘောကျသွားပါတော့ခိုင်တို့ကလူဘီကိုတင်ချကြည့်ပြီးရာဘာကပဝင်းချင်းကိုပါတက်ရောက်နေပြီလို့ Power Media တိုက်ပြီးရဲ့အဝေးကန်းဖြစ်နေတဲ့ပုံ